အားလုံးပဲယေရှုနာမနဲ့မင်္ဂလာပါကျွန်တော်ကျမ်းပိုက်တစ်ပိုက်အားပေးခေါ်အားပေးလို့ပါတယ်ရှေလုကာခရစ်ဝင်အခန်းကြီး30အငယ်19က20တင်တို့တွေမွေကိမကောက်တို့ကိုနိုင်ရသောအခွင့်နှင့်ရန်သူများကိုနိုင်ရသောအခွင့်တကိုးကိုငါပေး၏တင်တို့ကိုအပေဘေးမြမငင်းစေရသို့တော်လည်းနတ်ဆိုးကိုနိုင်ရသောအကြောင်းဒါဝမ်းမြောက်ခြင်းမရှိကြနှင့်တင်တို့၏နာမည်များသည်ကောင်းကင်စိန်ရင်၌ဝင်ဒီကိုဝမ်းမြောက်ခြင်းရှိကြလောဟုမိတ်တော်မူ၏ဒီနှုတ်ကပတ်တော်အဖျားရောက်ခြင်းစီတံဖျားရှိကောင်းကြီးပေးပါစေဒီနှုတ်ကပတ်တော်ဖြစ်ပြလေးထဲမှာပါတွေ့ရလဲဆိုရင်ယေရှုကတပည့်တော်80ကိုဆေလွတ်ပြီးတော့မှနေအရရက်မြို့နယ်မှာဆေလွတ်ပြီးတော့မှပေါ့နော်သာသနာပြုခိုင်းတာဖြစ်တယ်အဲ့ဒီ80ကသာသနာပြုရင်းနဲ့ဘာတွေလုပ်ခဲ့လဲဆိုရင်သူတို့နတ်ဆိုးတွေကိုမောင်းထုတ်တယ်ပရောဖက်ပြုတယ်အနာရောဂါငြိမ်းတယ်နမိတ်လက္ခဏာပြတယ်ဆိုတော့နောက်ပိုင်းမှာအဲ့ဒီအမှုတွေပြီးသွားတဲ့နောက်ပိုင်းမှာယေရှုထံပြန်လာပြီးတော့မှသခင်ကိုရောရဲ့နာမကြောင့်ကျွန်တော်တို့နတ်ဆိုးတွေကိုလည်းနှင်ထုတ်ခဲ့ပြီးဆိုပြီးဝမ်းမြောက်ဝမ်းသာနဲ့သူတို့လာပြီးတော့ယေရှုကိုတင်ပြတာဖြစ်တယ်။ဒါပေမဲ့မှယေရှုပြောတဲ့စကားတစ်ခုကဘာပြောလဲဆိုရင်သင်တို့ကနတ်ဆိုးတို့ကိုနိုင်ရတော့ကြောင့်ဝမ်းမြောက်ခြင်းမရှိနဲ့။ကောင်းကင်အသက်စာဆောင်ထဲမှာဝင်တဲ့အရာကိုဒါ၍ဝမ်းမြောက်ခြင်းရှိကြပါဆိုပြီးပြောတဲ့အရာကိုတွေ့ရတာဖြစ်တယ်။ဆိုတော့ဒီကနေ့တရားနဲ့အားပေးချင်တာဖြစ်တယ်။လောကမှာကျွန်တော်တို့အမှုတော်ဆောင်နေပဲဖြစ်ဖြစ်ယုံကြည်သူတွေကျမ်းစာကြောင်းစင်းတွေသာသနာပြုနေတော့သူအေဝံဂေလိဆရာတွေဘလောက်ပဲကျွန်တော်တို့ကိုကျိုးစွန့်ပြီးတော့မှသာသနာပြုတယ်ပဲပြောအမှုတော်ဆောင်နေတယ်ပဲပြောတတန်ဘလောက်ရှိပြီပဲပြောဘလောက်ထိဒုက္ခဆင်းရဲနဲ့ရင်ဆိုင်ကြုံတွေ့ရတယ်ပဲပြောနံပါတ်1အားပေးခြင်းတဲ့အရာကဒီကနေ့ကိုလှုပ်ဆောင်နေတဲ့အရာကကောင်းကင်နိုင်ငံစည်ရင်ထဲမှာဝင်တော်သူတူရဲ့လောက်ရက်မှန်လားဆိုတဲ့အရာကိုကျွန်တော်တို့စစ်ဆေးဖို့ရဖြစ်တယ်ဆိုတော့ဒီကနေ့ယေရှုကိုမရထားတော့သူတွေလည်းအမှုတော်ဆောင်နိုင်တာဖြစ်တယ်ဧဝံဂေလိလုံနိုင်တာဖြစ်တယ်သာသနာပြုနိုင်တာဖြစ်တယ်ဖယားခေါ်ခြင်းမရှိဘဲသာသနာပြုလို့ဆောင်လို့ရတာဖြစ်တယ်နောက်ဆုံးပြောမယ်ဆိုနတ်ဆိုးတွေကိုလည်းနှင်ထုတ်ခွင့်ယေရှုနာမဖြင့်ရတယ်ပရောဖက်ပြုလို့ရတယ်နောက်ပြီးတော့မှအနာရောဂါယေရှုနာမဖြင့်ငြိမ်းလို့ရတယ်ဒါပေမဲ့အဲ့ဒီရဲ့ငြိမ်းချင်းတကိုးတွေပြနိုင်တော်လေပဲကိုနိုင်ကကောင်းကင်နိုင်ငံစည်ရင်မဝင်ဘူးဆိုရင်တင်းအတွက်အမတန်မှဝမ်းနည်းစရာဖြစ်တာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အမှုတော်ဆောင်တွေပဲဖြစ်ဖြစ်ဒီကနေ့ယုံကြည်သူခရစ်ယာန်ထဲမှာဒါတွေကိုဆင်ခြင်ဖို့ရလိုအပ်တယ်အသင်းတော်ထဲမှာကျွန်တော်တို့နာမည်စည်ရင်ဝင်ဖို့အတွက်နေရာတွေယာထုတွေဂုံတွေခေါင်းဆောင်နေရာတွေကျွန်တော်တို့ကိုပေးချင်းခံရတော်လေပဲအဓိကကောင်းကင်နိုင်ငံစည်ရင်ထဲမှာဝင်ဖို့ကအဓိကဖြစ်တယ်လူဒီထဲမှာကျွန်တော်တို့ဘလောက်ပဲစိတ်ရင်းဝင်နေပါစေဘလောက်ပဲကျွန်တော်တို့စိတ်ရင်းထဲမှာဂုံနေနဲ့ကျွန်တော်တို့ယာထူးတွေပေးအပ်ခြင်းအနေချင်းခံနေရပါစေအသက်စာဆောင်ထဲမှာကောင်းကင်စိတ်ရင်းဝင်တော့သူမဖြစ်ဘူးဆိုရင်သင်ဟာအမတန်မှရှုံးနေတော့သူတနာဖွယ်ရာကောင်းတဲ့လူတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တတိယဖို့ရန်လိုအပ်တယ်ဒါကြောင့်ဒီကနေ့အခုလက်ရှိမျက်မှောက်ကာလမှာဆိုရင်နတ်ဆိုးနေထုတ်တာတွေနော်ကျွန်တော်တို့ prophet ပြုတာတွေဒါတွေမရှိဘူးလားရှိတယ်ဒါပေမဲ့အဲ့ဒီအရာကိုပြောချင်တာထက်ဒီကနေ့အဲ့ဒီပြုတဲ့လူတွေကိုနိုင်ကကိုကောင်းကင်နိုင်ငံစည်ရင်ထဲမှာငါတေချပြီးဆိုပြီးအာမခံချက်ကိုနှလုံးသားထဲမှာစိတ်ချမှုရပြီးတော့မှလှုပ်ဆောင်တော်သူဖြစ်ဖို့ရတဲ့အားပေးချင်တာဖြစ်တယ်ဆိုတော့အတန်မကြားပဲအမှုတော်ဆောင်တဲ့သူတွေအတန်မရှိပဲအမှုတော်ဆောင်တဲ့အရာတွေလှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့အတွက်ပြင်ပန်းတာဖြစ်တယ်ဆိုတော့ဒီကနေ့ခရစ်တော်ဖခင်ကဒီကနေ့သူ့ရဲ့ရှင်းလင်းတဲ့သဘောကပါလဲဆိုရင်လောကမှာသူတက်တော်စင်ထင်ရှားခဲ့တဲ့အခါမှာအမြဲတမ်းခမဲတော်ဖခင်ရဲ့အတန်ကိုနားထောင်ပြီးတော့မှသူလှုပ်ဆောင်သမျှရာအားလုံးကတကယ်ပင်ခမဲတော်ဖခင်နှစ်သက်ခြင်းနဲ့အမှုတော်ဆောင်တာဖြစ်တယ်ခမဲတော်ဖခင်တကယ်ပင်ဘုန်းတော်ကိုထင်ရှားစေတော်သူဖြစ်တယ်ဆိုတာတွေ့ရတာဖြစ်တယ်ဒါကြောင့်မလို့ဒီကနေ့ခရစ်တော်ဖခင်ကိုယတော်ယေရှုခရစ်တော်ကိုလက်ခံယုံကြည်ထားသောဒီကနေ့ကျွန်တော်တို့လက်ရှိခေတ်ကာလထဲမှာရှိနေကြတဲ့ယုံကြည်သူအမှုတော်ဆောင်များသည်လေဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာခရစ်တော်ဖခင်ဤဘုန်းကိုထင်ရှားစေပြီးအဲ့ဒီခရစ်တော်ဖခင်ဤအသက်စာဆောင်ထဲမှာကျွန်တော်တို့ဒီဝင်စားတော်သူစစ်မှန်စွာရေးမှတ်ခြင်းခံရတော်သူဖြစ်တဲ့ကဲ့သို့မိမိကိုယ်၌ကျွန်တော်တို့အမှုတော်ဆောင်တော်သူခရစ်ယာန်ယုံကြည်သူဖြစ်တော်သူတယောက်တာမန်မဟုတ်ပဲဒီကနေ့နက်နဲ့စိတ်ချမှုအပြည့်ဝရပြီးဖခင်ရဲ့အမှုတော်ကို
အစီခံတော်သူဖြစ်ရအောင်ဆိုပြီးဒီကနေ့အားပေးချင်တာဖြစ်တယ်ထိုမှတာလေကျွန်တော်တို့အတွက်ဝမ်းမြောက်စရာဖြစ်တယ်ထိုမှတာလေကျွန်တော်တို့အတွက်အမတန်မှပျော်ရွှင်စရာဘဝကိုကျွန်တော်တို့ပိုင်ဆိုင်ရမှာဖြစ်တယ်ဒီလိုမှမဟုတ်ပဲကျွန်တော်တို့ခုနပြောလို့နတ်ဆိုးနေထုတ်တာတွေ prophet ပြုတာတွေအမှုတော်ဆောင်တာတွေယေရှုဧဝံဂေလိတရားဟောယုံတတ်နဲ့မဟုတ်ပဲတကယ်စစ်မှန်တဲ့ကိုနိုင်ကလှုပ်ဆောင်နေတဲ့ကျွန်တော်တို့အစီခံနေတဲ့ကျွန်တော်တို့ကိုနိုင်ကစိတ်ချမှုရပြီးတကယ်ပြတ်သားစွာဖရားဖက်မှာယက်တည်တော်သူဖြစ်ဖို့ရန်အတွက်ဒီကနေ့အားပေးချင်တာဖြစ်တယ်ဒါကြောင့်မို့တင်းရဲ့လှုပ်ဆောင်ချက်အရာမှန်သမျှအားလုံးဒီဖရားနှစ်သက်တော်ယေရှုခရစ်တော်ဘုန်းကိုထင်ရှားစေပြီးတင်ကိုနိုင်ကကောင်းကင်နိုင်ငံတော်စိန်ရင်ထဲမှာအသက်ဆာဆောင်ထဲမှာပါတော်သူဖြစ်ရအောင်ဆိုပြီးကျွန်တော်အနေနဲ့အားပေးချင်တာဖြစ်တယ်ထိုအသက်ဆာဆောင်ထဲမှာမပါပဲတင်လောကမှာဘလောက်ပဲလူရှိမှလှုပ်ပြဘလောက်ပဲအမှုထမ်းဆောင်တယ်ပဲပြောအမှုတော်ထဲမှာဘလောက်ပဲပေးဆက်ခဲ့တယ်ပဲပြောအမှုတော်ထဲမှာဘလောက်ဘယ်နှစ်ငါထမ်းဆောင်ခဲ့တယ်ပဲပြောတင်ကအသက်ဆာဆောင်ထဲမှာမဝင်ဘူးဆိုရင်တင်လှုပ်ဆောင်ခဲ့တဲ့မြတ်အရာအားလုံးကအချီနီတသက်ဖြစ်တယ်တင်အတွက်ဘာအကျိုးမှမရှိဘူးprophet ဘလောက်ပဲပြုနတ်ဆိုဘလောက်ပဲနေထုတ်เนาะကျွန်တော်နမိတ်လက္ခဏာဘလောက်ပဲပြောပြအနာယောဂဘလောက်ပဲငြိမ်ဒီကနေ့ယေရှုနာမအားဖြင့်တင်လှုပ်ဆောင်ခဲ့ပေမဲ့လည်းအသက်ဆာဆောင်ထဲမှာတင်မပါဘူးဆိုရင်တင်အတွက်အမတန်မှဝမ်းနည်းစရာကောင်းတယ်ဆိုတဲ့အရာကိုဒါထပ်ပြီးတော့ကျွန်တော်လည်းပြောပြချင်တာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့အသက်တာထဲမှာတကယ်စစ်မှန်တဲ့ကောင်းကင်နိုင်ငံစည်ရင်ဝင်တော်သူစစ်မှန်တဲ့ယေရှုခရစ်တော်ကိုယပြီးအထာဝရအသက်တကယ်အာမခံချက်ကျွန်တော်တို့ထဲမှာယုံကြည်စိတ်ချမှုရှိတော်သူဖြစ်ရအောင်ဆိုပြီးကျွန်တော်အနေနဲ့အားပေးခြင်းတဲ့နှုတ်ကပတ်တော်ကတော့အများလောက်ဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။